အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်က Xiaomi Authorite 2ဖြစ်တဲ့ Go Authorite 2ဒါအကောင့်မရှိသေးတဲ့မိတ်ဆွေတွေအကောင့်ဖွင့်နည်းလေးပြပြချင်ပါတယ်အဲ့ဆိုမိတ်ဆွေတို့အရင်ဆုံးဒီ PC browser ကနေပေါ့နော်သို့မဟုတ် phone browser ကနေဘယ်လိုရှာမလဲဆိုရင် GHOST Go Authorite 2လို့ပဲရှာပေးပါအဲ့ဆိုရင်ဒီမှာပထမဆုံး website ပေါ့နော်ဒီမှာ Go Authorite 2ဆိုပြီးတော့ website ထဲကိုမိတ်ဆွေတို့ဝင်လိုက်ပါနော်ဝင်လိုက်ဆိုဒီလိုပေါ်လာနော်ဒီလိုလေးပေါ်လာဆိုကျွန်တော်တို့က login ကိုတစ်ချက်နှိပ်ပြီနော် login နှိပ်လိုက်ဆိုတော့ account ဝင်ဖို့ပေါ့နော် username နဲ့ password နဲ့တောင်းနေနော်အဲ့မှာကျွန်တော်တို့က account ဝင်ဖို့မရှိသေးဘူးဆိုရင်ဘာလုပ်မလဲဆိုအောက်က register ခလုတ်လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒါ account ဖောက်ဖို့ပေါ့နော် username gmail password ထည့်ဖို့တက်လာမယ်နော်အဲ့ဆိုကျွန်တော်တို့ account တစ်ကောင်လောက်စမ်းဖွင့်ကြည့်အောင်နော်ဒါကျွန်တော် username ထည့်လိုက်တယ်မိတ်ဆွေတို့ username ထည့်တဲ့နေရာမှာ space လုံးဝမပါနဲ့เนาะ space လုံးဝမပါနဲ့ပြီးသွားရင်gmail အောက်က gmail ထည့်မယ်ပေါ့နော်ပြီးသွားရင် password ကိုတခြားမှတ်ပေးပါနော်ဒါဆိုရင် username gmail password ကိုထည့်ပြီးတော့ကျွန်တော်တို့ create account လေးကိုနှိပ်ပေးလိုက်မယ်ဆိုရင် registration successful ပြသွားပြီဆိုရင်တော့ account ဖွင့်ခြင်းအောင်မြင်ပေါ့နော်အဲ့တော့အောင်မြင်ပြီဆိုတော့ကျွန်တော်တို့ back chat ထွက်လိုက်မယ်ပြီးတော့မှဒီ username password ပေါ့နော် sign in ပြန်ဝင်တဲ့နေရာရောက်နေတယ်ဆိုရင်ကျွန်တော်တို့ပြန်ဝင်ကြည့်ရအောင်နော်ကိုယ့်ရဲ့ username ရဲ့ password ရဲ့ထည့်ပြီးတော့ login account နော်ဒါဆိုဒီလိုမျိုးဝင်လို့ရသွားပြီဆိုရင်တော့ဒါကျွန်တော်တို့ Go Authorite account ဖွင့်ခြင်းအောင်မြင်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာတွေကြည့်လို့ရလဲဆိုတော့လက်ရှိကိုယ်မှာ credit ဘယ်လောက်ထည့်ထားလဲပေါ့နော်လက်ရှိမှာတော့ကျွန်တော်က account အသစ်ဆိုတော့ဘာ credit မှမရှိသေးဘူး0ပေါ့နော် history မှာတစ်ချက်ကြည့်မယ်ဆိုရင်ဒါကိုယ့်ရဲ့လုပ်ငန်းစဉ် job တွေကြည့်လို့ရတယ်ကိုယ် FFP ဖြည့်ခြင်းနဲ့ဆိုရင်ဒီမှာ FFP unlock နှိပ်ပြီးတော့ phone ကို site လို့မှုကြိုးချိတ်ပြီးတော့ connect ADB နဲ့ချိတ်ထားတဲ့ phone ကို connect လုပ်ပြီးတော့ပေါ့နော် start FFP unlock နဲ့ဖြည့်လို့ရတယ်နောက်ကကျွန်တော်တို့ Redmi Pad SE တွေပါ98ပေါ့နော်98ကနေ global တင်ချင်တယ်ဆိုရင်လည်းဒါ Facebook EDN တွားလို့ရတယ်เนาะအဲ့ဒါလေးလုပ်လို့ရတယ်ဆိုတော့မစိုးဘူးပေါ့ဟုတ်ပြီအဲ့ဆိုတော့ဒီ Go Authorite ကလက်ရှိအနေထားမှာတော့FRB တစ်ခါဖြည့်မယ်ဆိုfull credit ကုန်တယ်ပေါ့နော်အဲ့ဆိုကျွန်တော်စီမှာ full credit ကို22,000နဲ့လာဝယ်လို့ရတယ်เนาะXiaomi Visit Authorite Flag ကတော့3 credit ပဲတောင်းနေဆိုတော့ပို့ပြီးတော့ဈေးတာတယ်ပေါ့နော်ဒါကျွန်တော်တို့ account ထဲမှာ credit ဖြည့်လိုက်တယ်ပေါ့နော်ဒါကျွန်တော် credit ဖြည့်ထားတဲ့ account ဖြစ်တယ်အဲဒါဆိုကျွန်တော်က Xiaomi phone တစ်လုံး Redmi 15C FFP ဖြည့်ကြည့်မှာဖြစ်တယ်ပေါ့နော်အဲဆိုကျွန်တော်အရင်ဆုံးဒါ FFP unlock တွေကိုတွားလိုက်မယ်နော်တွားပြီးတော့ကျွန်တော်တို့ဖုန်းမချိတ်ရသေးဘူးဖုန်းကို site လုံးမှုပေါ့နော် site လုံးမှု assistant မှုခုပြထားတဲ့ပုံလေးဒါ recovery မှုခေါ်ပြီးတော့ချိတ်ပေါ့နော်ချိတ်ပြီးတော့ကျွန်တော် connect ADB ကိုနှိပ်လိုက်ရင်ကိုချိတ်ထားတဲ့ဖုန်းရဲ့ကုတ်နှိမ်လေးဒီမှာလာတက်နေမယ်နော်ဒါကျွန်တော်တို့ပေါက်တွေအများကြီးထိုးထားလို့ပေါ့နော်အကယ်၍ mixer ကတစ်ပေါက်ပဲထိုးထားရင်တစ်လုံးပဲဒီမှာလာပြနေမယ်နော်ဒါ connect ကိုနှိပ်လိုက်နှိပ်ပြီးသွားရင်ကျွန်တော်တို့selected ဆိုပြီးတော့ဒီနေရာလေးမှာတစ်ချက်ဖုန်းလေးလာပေါ်မယ်ပေါ့နော်ပြီးသွားရင် connected ဆိုပြီးတော့အစိမ်းအောင်လေးပြသွားပြီဆိုရင်အရင်ဆုံး re-info ဖတ်ကြည့်လိုက်ပေါ့နော်ဖုန်းကချိတ်ဆက်မိနေပြီဆိုတော့ date ပဲဒီမှာလည်း connect ပြနေပြီဆိုတော့ကျွန်တော်တို့ start FFP unlock နေပြီးတော့ FFP ဆက်ဖြည့်ကြည့်မယ်နော်အဲဆိုဒီအနေထားရောက်ပြီဆိုရင်တော့ authorize စပြီးတော့ server ကို request လုပ်နေเนาะဒီစင်ရောက်တော့ authorize ကအောင်သွားပြီအောင်ပြီးတော့ဖုန်းကို FFP စဖြည့်ပေးနေပြီပေါ့နော်အဲဒီမှာဖုန်းကလည်းပြုတ်သွားတဲ့အတန်ကြားမယ် format FFP ကလည်းစိမ်းသွားမယ် reboot ကလည်းစိမ်းသွားမယ်ဆိုရင်ဒါကျွန်တော် log ပြန်ဖတ်ကြည့်မယ်ဆိုရင်เนาะ format FFP successful ပြရတယ်ဆိုရင်ဒါကျွန်တော်တို့ဖုန်းကFFP unlock complete ဖြစ်သွားပြီဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်